CEO တထေးလေးကဒဏ်ရာတွေနဲ့ကောက်မလေးကိုသူ့အိမ်ကိုပွင့်ချပြီးခေါ်လာခဲ့ပါတယ်။မိဘတွေကရောစိတ်မပူဘူးလားလို့မေးလိုက်တဲ့အခါကောင်မလေးကသူမကိုဘဒူးမှဂယုမဆိုင်ကြောင်းနဲ့သူမဘာဖြစ်ဖြစ်မိသားစုကစိတ်မဝင်စားကြောင်းဝမ်းနည်းစွာနဲ့ဖြေလိုက်ပါတယ်။သူမရှာသမျှပတ်စံတွေကလည်းမောင်ဖြစ်သူအတွက်ပဲသုံးနေတာပါ။ဒီစကားတွေကြောင့်တထေးလေးကအယမ်းစိတ်မကောင်းဖြစ်သွားပြီးကောင်မလေးရဲ့အကျွေးတွေပြဿနာတွေအကုန်လုံးကိုသူကူညီဖြေရှင်းပေးမယ်လို့ကတိပေးလိုက်ပါတယ်။ပြီးတော့ဒီညသူ့အိမ်မှာပဲနေခဲ့ဖို့တောင်းဆိုလိုက်ရမှာတော့ကောင်မလေးကလည်းလက်ခံလိုက်ပါတယ်။နောက်တနေ့မနက်ရောက်တော့အချီနီတွေကရုပ်ရုပ်တဲတဲဖြစ်သွားပါတယ်။တထေးလေးနဲ့စိဆက်ထားတယ်ဆိုတဲ့အမျိုးသမီးတယောက်အိမ်ထဲကိုဒေါသတကြီးကျူးကျော်ဝင်ရောက်လာပါတော့တယ်။အခန်းထဲမှာရှိနေတဲ့ကောင်မလေးကစိဆက်ထားသူဆိုတဲ့အတန်ကိုကြားလိုက်ရတဲ့အခါလန့်သွားပြီးဘာမှမပြောဘဲပြတင်းပေါက်ကနေအမြန်ထွက်ပြေးသွားခဲ့ပါတယ်။စိဆက်ထားသူကအခန်းထဲကိုဝင်လာပြီးမြဘသူ့ကိုမှမတွေ့ရပဲဂရင်ဘောကကောင်မလေးချွတ်ထားခဲ့တဲ့အင်ဂျီကိုပဲတွေ့လိုက်ရပါတယ်။တထေးလေးကလေလူကြီးတွေသဘောတူထားတဲ့ဒီစိစပွဲကိုသူ့ဘယ်တုန်းကမှလက်မခံခဲ့ကြောင်းပြက်ပြက်တာတာပြောဆိုပြီးအဲ့ဒီအမျိုးသမီးကိုအိမ်ပေါ်ကနေနှင်ချလိုက်ပါတယ်။အဆက်ကွဲပြီးဒေါသထွက်နေတဲ့အဲ့ဒီအမျိုးသမီးကတထေးလေးစီမှာကောင်မလေးတယောက်ရှိနေကြောင်းသတင်းပေးခဲ့တဲ့လူစီကိုချက်ချင်းဖုံးဆက်ပြီးအဲ့ဒီကောင်မလေးဘသူလေးဆိုတာကိုအတင်းကျပ်မေးပါတော့တယ်။ဖုံးလက်ခံဖြေဆိုတဲ့သူကတော့တထေးလေးရဲ့ကိစ္စတွေကိုဝင်ပါမိလို့သူ့အဖေအရင်ရဲ့အကျင့်30တိုင်းတိုင်းရိုက်နှက်ဆုံးမမှုကိုခံထားရပြီးဂရင်ပေါ်မှာပတ်တီးတွေနဲ့လေးနေတာပါ။ဒါပေမဲ့သူကအမျိုးသမီးတိကျင်နေတဲ့အဖေကိုပေးလိုက်ပါတယ်။အဲ့ဒီကောင်မလေးကတခြားသူမဟုတ်ပဲဒေတာခံတက္ကသိုလ်ကျောင်းသူလေးတယောက်ဖြစ်တယ်ဆိုတာပါပဲ။ဒီလိုနဲ့အဲ့ဒီကျောင်းသူလေးကိုဒုက္ခပေးဖို့ပြစ်မှတ်ထားရှာဖွေမှုကြီးစတင်လာပါတော့တယ်တထေးလေးနဲ့စိဆက်ထားရဲဆိုတဲ့အမျိုးသမီးဟာကောင်မလေးရှိရတက္ကသိုလ်ကျောင်းရဲ့စားတောက်ဆောင်အထိဒေါသတကြီးလိုက်လာပြီးပြဿနာရှာပါတော့တယ်။သူမကကောင်မလေးစားနေတဲ့ထမင်းပန်းကိုမြေကြီးပေါ်ပုတ်ချလိုက်ပြီးအငယ်အနှောင်းဆိုပြီးလူပုံလဲမှာအော်ဟစ်ဆွဆွဲပါတယ်။အမျိုးသမီးကကောင်မလေးကိုပါးရိုက်ဖို့လက်ရွယ်လိုက်တဲ့အချိန်မှာပဲတထေးလေးရောက်လာပြီးလက်ကိုဖမ်းဆုပ်ကကောင်မလေးကိုကာကွယ်ပေးလိုက်ပါတယ်။ပြီးတော့သူကဒီအမျိုးသမီးကိုမသိတယ်လို့ဘယ်တော့မှလည်းလက်ထပ်မှာမဟုတ်ကြောင်းသူ့နောက်ကကောင်မလေးကိုထိရဲတဲ့သူတိုင်းပြန်ပေးဆက်ရမယ်လို့လူပုံလဲမှာပြက်ပြက်သားသားပြောချလိုက်ပြီးအဲ့ဒီအမျိုးသမီးကိုအဆက်ခွေးလိုက်ပါတယ်။လူအုပ်ကြီးနဲ့ဝီရအပြင်ကိုရောက်တော့တထီးလေးကကောင်မလေးကိုဘာလို့ပြဿနာတွေကိုတယောက်တည်းကြိတ်ခံနေရတာလဲ။ဘာလို့သူများအနိုင်ကျင့်သမျှခံနေရတာလဲဆိုပြီးစိတ်ပူစွာနဲ့စူပါတော့တယ်။ကောင်မလေးကသူတို့နှစ်ယောက်ကြားကကိစ္စကအမားတစ်ခုဖြစ်ပြီးတထီးလေးမှာစီးဆက်ထားသူရှိနေပြီလို့မျက်လွှာချကဝမ်းနေစွာပြောပါတယ်။ဒါပေမဲ့တထီးလေးကကောင်မလေးရဲ့ဖုန်းကိုယူပြီးသူ့ဖုန်းနံပါတ်ကိုမှတ်ပြီးလိုက်ကစီးဆက်ထားတာကိုသူအတိအမှန်မပြုတ်ကြောင်းနဲ့ငါတို့နှစ်ယောက်ကသာတကယ်အစ်စ်အမှန်လို့ပြောလိုက်ပါတယ်။ကောင်မလေးခမသူ့ကိုဒီလိုပွင့်ပွင့်လင်းလင်းရွေးချယ်ပြီးမိသူမျိုးပထမဆုံးကြုံဖူးတာကြောင့်ဝမ်းသာသွားပြီးမိသူမကိုယ်တိုင်ကဝင်းတို့ပုံဖိုးဖြစ်မှာဆိုလို့အဲ့ဒီနေရာကနေရှောင်ထွက်သွားခဲ့ပါတယ်။ကျောင်းကအထွက်မှာကောင်မလေးဘိုက်အောင်လာလို့ဆေးရုံကိုအမြန်သွားပြရမှာတထီးလေးရဲ့တငယ်ချင်းဆရာဝန်နဲ့သွားတိုးပါတော့တယ်။ဆရာဝန်ကစစ်ဆေးကြည့်ပြီးနောက်ကြီးကြီးမားမားယောဂမဟုတ်ပဲအရင်ညကကိစ္စတွေကြောင့်လူနေနေပန်းသွားတာလို့သိလိုက်ရပါတယ်။အဲ့ဒီနောက်ဆရာဝန်ကတထီးလေးစီဖုံးဆက်စနောက်ပြီးနောက်ဆိုရင်ဒီထပ်ဖို့တတိထားဖို့တတိပေးလိုက်ပါတယ်။တထီးလေးကစီးရုံကိုချက်ချင်းလိုက်လာပြီးမြကောင်မလေးကသူ့ကိုရှောင်ပြီးထွက်ပြေးသွားခဲ့ပါတယ်။အဲ့ဒီနေ့ညဖက်ရောက်တော့တထီးလေးကကောင်မလေးကိုရေကန်ပြီးမှလိုက်ရှာတွေ့သွားပါတယ်။သူကကောင်မလေးကိုအတင်းအကျပ်မလုပ်ပဲသူ့စီကနေထွက်ပြေးစရာမလိုကြောင်းသူ့ကိုညင်းချီရင်မျက်နှာချင်းဆိုင်တာပြက်ပြက်သားသားညင်းဖို့တည်ငြိမ်စွာနဲ့ပြောပါတယ်။တကယ်ပဲညင်းပိုင်ခွင့်ရှိတာလားဆိုတဲ့ကောင်မလေးရဲ့အမိကိုဘလောက်ပဲရင်းနှီးတဲ့သူဖြစ်ဖြစ်ကိုမနှစ်သက်ချင်ညင်းပိုင်ခွင့်ရှိတယ်လို့တထီးလေးကဖြေလိုက်ပါတယ်။ဒီစကားကြောင့်ကောင်မလေးဟာအမြဲတမ်းမိခင်ကိုနာခံနေရတဲ့ဘဝကနေရုံထွက်ပြီးသူမကိုယ်တိုင်အတွက်ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေချမှတ်ဖို့ခွန်အားတွေရရှိသွားပါတော့တယ်